မင်္ဂလာပါရှင်ဒုက္ခစာပေရဲ့ audio recording အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်မကတော့ຫນွေပါဒီနေ့မှာအားလုံးနားဆင်ခံစားရမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတင်ညို့ရေးသားထားတဲ့ဝဲရနဲ့ငစိမ့်တဲ့ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ဝဲရနဲ့ငစိမ့်တဲ့ယနေ့မနေ့ငါးကြော်လေးစားချင်လာတာကြောင့်ဈေးထဲကိုငါးဝယ်ဖို့ရောက်လာတယ်။ကျွန်တော်ဝယ်နေကြငါးဆိုင်ရှိတယ်။ငချင်းတစ်မျိုးထဲရောင်းပြီးဖော်ရွေတယ်။ဝယ်သူအကြိုက်မကြီးမညူလှုပ်ပေးလေးရှိတယ်။ငါးရောင်းသူကိုငစိမ့်တယ်လို့ခေါ်ကြတယ်။ငစိမ့်တယ်ဆိုတာကစွာတတာကက်ကက်လန်မိုက်ရိုင်းတယ်လို့ထင်ရင်ကျွန်တော်ငါးဝယ်တဲ့ဆိုင်ကမရွှေကိုခေါ်ပြချင်ပါတယ်။ဦးလေးမရောက်တာကြပြီ။ဘာလဲဆိုင်ဟင်းကိုမုံလို့ရောက်လာတာလားမဟုတ်ပါဘူးခရီးထွက်တာတွေများနေလို့ငချင်းပြူပိုက်သားလေးနဲ့တွဲထားတဲ့အပိုင်းချိန်လိုက်မယ်နော်အစိတ်သားလောက်ပဲနော်35ကျပ်သားရှိတဲ့ဦးလေးရဲ့30သားဖို့ပဲပေးအေးခုတ်လိုက်ငါဝဲရင်အပူအဆောင်အဖြစ်ကြော်နိုင်တဲ့3လောက်ဖြစ်စေရန်ခုတ်ထစ်ပေးတယ်အကြီးထိုးပေးတယ်ရေဆေးပေးတယ်အိမ်ရောက်ရင်တန်းကြုံယုံတာဖြစ်တယ်ငါးဝယ်ပြီးနောက်ငါးဆိုင်ရှိမှရှိတဲ့လက်ဖက်ရည်ဆိုင်မှာကျွန်တော်ထိုင်နေအဲ့ဒီဆိုင်မှာခောက်ဆွဲတုပ်ကောင်းတယ်အကျော်လဲရတယ်ခောက်ဆွဲတုံးမှပြီးရင်နွေးချမ်းတောက်နေတဲ့ချိန်မှာမရွှေဆိုင်ထဲကိုအမျိုးသမီးကြီးတယောက်ဝင်လာတယ်သူ့နောက်မှာဆွဲချင်းဆွဲတဲ့ကလေးတယောက်လည်းပါလာတယ်ပထမငါးမေးတယ်အထက်စီးကနေဒုတိယဈေးစစ်တယ်အတိတ်အနေတတိယအပူတောင်းတယ်ကလေးမုတ်ဘိုးတောင်းတယ်လို့အဲ့ဒီအထိပြဿနာမရှိသေးဘူးမရွှေကစိတ်ရှည်တယ်ငါးခုတ်ပေးကြော်3လားချက်3လားငါပြောတဲ့အတိုင်းခုတ်ငါးရောင်းသူကအကြီးထိုးပေးတယ်ပူနှုတ်ပေးတယ်ခုတ်ပေးတယ်ဒီအတုံးကိုနှစ်သုံးပြန်ခုတ်အမိပိုင်းကိုထက်ဝက်ချမ်းဘောင်းကိုထက်ချမ်းပဲခုတ်လေနေအောင်ဒီအပိုင်းမကြိုက်ဘူးဟိုတစ်ပိုင်းခုတ်ပြီးလဲပေးကျွန်တော်ကဈေးဝဲသူရဲ့စီးပိုးလာတဲ့အပြောနဲ့ခိုင်းစီချက်တွေကိုကြည့်နေမိတယ်ကိုရှိလာချတဲ့ခောက်ဆွဲကိုပင်မစားမိအမရဲ့ဒီတကောင်ဝယ်ရင်ဒီတကောင်ကအပိုင်းကိုပဲရမှာပေါ့ဟိုအပိုင်းတွားလဲပေးလို့မရပါဘူးအတူတူပဲဟာဘာကြလို့လဲကွာတယ်လေအမဒါကငချင်းဖြူကွာမကွာအေးလဲပေးမလားမလဲပေးဘူးလားအမရဲ့မဖြစ်နိုင်တာကိုမပြောပါနဲ့မရပါဘူးဟိုအတုံးကိုဒီထဲထက်ဒီတုံးကိုဟိုထဲပြန်ထက်ဘာဖြစ်လို့မရတာလဲအမျိုးအစားမတူဘူးအမရဲ့ဈေးလဲမတူဘူးဘာဖြစ်အေးထည့်လိုက်ပါမရပါဘူးအမရဲ့ညီတို့ငစိမ့်တဲ့တွေဟာလေလက်ပေါက်ကိုကတ်တယ်ငါကလည်းအစ်စ်မရှိတဲ့ဟာနဲ့မှဖက်ပြောမိတာမှားပါတယ်အဲ့ဒါလိုမပြောပါနဲ့အမကြီးရဲ့လူတိုင်းသူ့အစ်စ်နဲ့သူတော့ရှိပါတယ်ညီအစ်စ်ဘယ်လောက်ရှိလဲငါကဘွဲရပြီးအမနောက်လူတွေရောင်းရအောင်မယ်နော်ဒီမှာ2650ကျပါတယ်ယော့3000မရွှေကပုံငွေကိုပြန်အမ်းလိုက်တယ်အမျိုးသမီးကပြန်အမ်းငွေကိုလက်နဲ့မကိုင်းယွန်းတလို့မျက်နှာထားနဲ့ဟဲ့တူယူလိုက်စမ်းလို့ပြောလိုက်တယ်သူ့နောက်ကကောင်မလေးကပတ်စံနဲ့ငါးထုတ်ကိုယူလိုက်တယ်အမျိုးသမီးကယွန်းလိုက်တာလို့ပြောကထွက်သွားတယ်ကျွန်တော်ကထင်နေဒီမှာမရွှေပွဲကြမ်းလိမ့်မယ်လို့ထင်နေတာဒါပေမဲ့ငါးရောင်းတဲ့မရွှေကပြုံးနေတယ်ကျွန်တော်အံ့ဩသွားမိတယ်ရုပ်ရှင်တွေထဲမှာဆိုရင်ပွဲကြမ်းပြီအပြင်မှာအမှန်တကယ်တွေ့နေရတာကပြောင်းပြန်ဖြစ်နေတယ်ကားစည်းလာတဲ့ပွဲရဆိုတဲ့အမျိုးသမီးကကက်လန်မတူမတန်တလို့အော်ဟစ်ပြောဆိုနေချိန်မှာငါးရောင်းတဲ့ငစိမ့်တဲ့မရွှေကရင်ကျေးလိမ့်မှာအေးဆေးစွာတုပ်ပြန်နေတယ်ပွဲဆိုတာအစ်စ်လားပွဲရထားတာနဲ့အစ်စ်တစ်ခုကိုရောက်သွားသည်တော့မှန်ကောင်းမှန်မယ်ဒါပေမဲ့ငစိမ့်တဲ့တန်းမှာဂုံထုတ်ဖော်ကရိုင်းဆိုင်တင်စီပြသည်ကပွဲရအစ်စ်လားမရွှေဘဏ္ဍတန်းအောင်တာကိုတော့မသိဘူးလက်ထဲမှာလက်ကောက်တွေနှစ်ဖက်စလုံးပြည့်နေအောင်ဝတ်ထားတယ်။တပင်းမှာလည်းလက်မလုံးလောက်ဆွဲကြိုးကြီးဆွဲထားတယ်။သူ့ကုံမောက်မယ်ဆိုရင်မောက်နိုင်တယ်။ဒါပေမဲ့ကိုဖောက်တဲ့ကိုရိုသေလေးစားစွာဆက်ဆံတယ်။ပြန်ပြေးရံမတွေ့ဘူး။မရွှေရန်တွေးတက်ကောင်းတွေးတက်မယ်။ဒါပေမဲ့ပညာတတ်ဘွဲရဆိုသူကသူ့ကိုကက်လန်ရန်တွေးသွားစီ။သူကပြန်ပြေးရံမတွေ့ဘူး။မရွှေကတကက်ပညာတတ်တဲ့ယောက်။ဒါပေမဲ့ငါရောင်းနေတယ်စာရေးဆရာတင်ညို့ရေးသားထားတဲ့
ပွဲရနဲ့ငစိမ့်တဲ့ဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီမှာတင်အဆုံးသတ်သွားပါပြီ။နားဆင်ပေးခဲ့ကြတဲ့ဒုက္ခစာပေရဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်များမှလည်းဒီလိုစီစဉ်ကောင်းလေးတွေနားဆင်နိုင်ဖို့ရာဒုက္ခစာပေ channel လေးကိုနောက်ဒီဘဲလေးနှိပ်ထားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။